ဒီနေ့တော့1996ခုနှစ်ကထွက်ရှိခဲ့တဲ့ Who Am I ဆိုတဲ့ action ရုပ်ရှင်ကားကြီးအကြောင်းပြောပြပေးတော့မှာပါ channel ကို subscribe လုပ်ပြီး like လေးနဲ့အားပေးဖို့မမေ့နေဘူးနော်ဒါမှလည်းကျွန်တော် channel လေးပို့ပြီးတိုးတက်လာမှာပါ spoiler နီပါဝင်မှာမို့တတိထားကြည့်ရှုပေးပါဦး1996ခုနှစ်တောင်အာဖရိကအထူးစစ်စင်ရေးအဖွဲ့တစ်ခုဟာတောနတ်ထဲကိုဆင်းသက်လာပါတယ်လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့အထူးတပ်ဖွဲ့ဝင်တွေဟာရင်တန်းတစ်ခုကိုစောင့်ကြည့်နေပြီးခြုံကိုတိုက်ခိုက်ခဲ့ပါတယ်အဆောင်တွေကိုနှိမ်နှင်းပြီးတဲ့နောက်သိပ္ပံပညာရှင်တွေကိုပြန်ပေးဆွဲပြီးရဟတ်ရင်ပေါ်တင်ဆောင်သွားပါတယ်စစ်စင်ရေးအပြီးမှာတော့စစ်သားတွေကိုမင်းကိုဘသူလဲလို့မေးတဲ့အခါအားလုံးမှမသိပါဘူးခင်ဗျာလို့ပဲပြန်ဖြေကြပါတယ်စစ်တင်နာပတီကစစ်စင်ရေးအောင်မြင်ကြောင်းကြေညာပြီးအေဂျင့်တွေကသူတို့ရဲ့ပစ္စည်းတွေကိုအနှံ့လိုက်ပါတယ်အမေရိကန်ဘက်မှာတော့ပျောက်ဆုံးနေတဲ့သိပ္ပံပညာရှင်တွေနဲ့အာဖရိကမှာကျခဲ့တဲ့ဥက္ကာခဲအပိုင်အစားတွေအကြောင်းအစည်းအဝေးလုပ်ပါတယ်ဒီဥက္ကာခဲရဲ့ပါဝင်မှုကိုလူဆိုးတွေထိသွားရင်ကမ္ဘာကြီးအတွက်အန္တရာယ်ရှိနေပါတယ်အရင်ကတောင်အာဖရိကမှာအလုပ်လုပ်ဖူးတဲ့ Agent Morgan နဲ့အဖွဲ့ကိုအဲ့ဒီကိုစစ်လက်လိုက်ပါတယ်တစ်ဖက်မှာလည်းအနားယူတော့မဲ့ဘူချုပ်ရှာမန်ဟာသူ့လောက်ဖော်ကိုင်ဖက်စီကနေမင်းရဲ့စီဇန်အောင်ရင်ပြီဆိုတဲ့လျှို့ဝှက်စာကိုလက်ခံရရှိပါတယ်ဒီတော့အတွင်းမှာတော့ပျောက်ဆုံးနေတဲ့ Agent တွေထဲကတယောက်ဖြစ်တဲ့ Jackie Chan နိုးလာပါတယ်ရဟရင်ပြတ်ကြပြီးနောက်သူဘာမှမမှတ်မိတော့ပဲမျိုးနွယ်စုတစ်ခုရဲ့တဲထဲမှာရောက်နေတာပါသူဟာသူ့နာမည်ကိုတော့မမှတ်မိတော့ပဲကျွန်တော်ဘသူလဲလို့မေးနေတဲ့အတွက်မျိုးနွယ်စုဝင်တွေကသူ့ကိုအဲ့ဒီနာမည်ပဲပေးလိုက်ကြပါတယ်ဂျက်ကီဟာမျိုးနွယ်စုကကောင်လေးတယောက်နဲ့တငယ်ချင်းချူပြီးသူတို့ဘာသာစကားကိုသင်ယူပါတယ်မျိုးပြနဲ့ဘလောက်ဝေးလဲဆိုတာကိုကောင်လေးကတဲပုံတွေနဲ့ပြတဲ့အခါမှာတော့သူစိတ်ပြတ်သွားပါတယ်ဒီနေ့မှာတော့မျိုးနွယ်စုဝင်တွေကတိုင်ငက်ကြီးတစ်ခုတွေ့ထားတယ်ဆိုပြီးဂျက်ကီကိုခေါ်သွားကြပါတယ်အဲ့ဒါကတော့သူတို့စီးလာတဲ့ရဟတ်ရင်ပြက်ကြီးပါတယ်အဲ့ဒီမှာတဲ့သိပ္ပံပညာရှင်တွေကိုပြန်ပေးဆွဲခဲ့တဲ့အတိတ်ကအမှတ်ရစရာတွေဟာဂျက်ကီရဲ့ခေါင်းထဲကိုတရရပြန်ဝင်လာပါတယ်ခရီးဆက်ရင်လမ်းမှာငွေကြိုက်ထားတဲ့ကားသမားတယောက်ကိုတွေ့တဲ့အခါဂျက်ကီကဆေးဖက်အဝင်အပင်တွေနဲ့ကူးတာပြီးကားကိုကိုယ်တိုင်မောင်းပြီးလူနာကိုကယ်တင်ခဲ့ပါတယ်တကယ်တော့အဲ့ဒီရင်တန်းဟာကားပြိုင်ပွဲတစ်ခုချနေပြီးဂျက်ကီကပထမနဲ့ပန်းဝင်သွားပါတယ်ဆရာဝန်တွေကဂျက်ကီရဲ့ကူတာပုံကိုကြည့်ပြီးဒါဟာအထူးတပ်ဖွဲ့ဝင်တွေကတက်နိုင်တဲ့နီးလန်းကြောင်တီးသွားပါတယ်တရင်စားထဲမှာဂျက်ကီရဲ့ပုံတွေပါလာတဲ့အခါမော်ဂန်နဲ့ရှာမန်တို့ကစိုးရိမ်လာပါတယ်ဒီစစ်စင်ရေးမှာပါဝင်သူအားလုံးကိုတတ်ဖြစ်ဖို့သူတို့ကြံစီထားတာပါဂျက်ကီဆေးရုံမှာရှိနေတော့ CIA agent တွေရောက်လာပြီးခေါ်သွားပါတယ်မော်ဂန်ကဂျက်ကီကိုစစ်ဆေးမေးမြန်းပေမဲ့ဂျက်ကီကဘာမှမမှတ်မိတဲ့အတွက်သူ့ကိုပြန်လွှတ်ပေးလိုက်ပါတယ်ဒါပေမဲ့မော်ဂန်ဟာလျှို့ဝှက်စာနဲ့လူသက်မီကိုငှားပြီးဂျက်ကီကိုထပ်ခိုင်းပါတယ်တောင်အာဖရိကမှာတော့သိပ္ပံပညာရှင်တွေကိုဥက္ကာခဲနဲ့လက်နက်လုပ်ဖို့အတန်းအကျခိုင်းဆဲနေပါတယ်ဆက်တွေအလုတ်လွန်ပြီးမြို့တစ်လုံးမှာလျှက်စစ်ပစ္စည်းတွေပောက်ကွေကုန်ပါတယ်ဂျက်ကီနဲ့ရဲစခန်းကထွက်ပြေးရင်သူ့ကိုတတ်ဖို့လိုက်နေတဲ့လူတွေလက်ကနေကားနဲ့အသေးရစရာကောက်အောင်ထွက်ပြေးခဲ့ရပါတယ်နောက်ဆုံးမှာတော့ဂျက်ကီဟာရော်တာဒန်မြို့ကိုရောက်ပြီးမော်ဂန်စီကိုဖုံးဆံမိပါတယ်မော်ဂန်ကသူ့ကိုကူညီမလို့နဲ့တတ်ဖို့ကြိုးစားပေမဲ့ခရစ်စတီလို့ခေါ်တဲ့ CIA agent မလီကဂျက်ကီဘက်ကနေကူညီပေးပါတယ်ဂျက်ကီဟာမော်ဂန်နဲ့ရှာမန်တို့ရဲ့အယောင်းဝယ်ဖိလိတဲ့အဆောက်အဦထဲကိုခိုးဝင်ပြီးဥက္ကာခဲ data တွေပါတဲ့ disk ကိုခိုးယူလိုက်ပါတယ်ဒါတွေမဟုတ်ပဲအယောင်းဝယ်လုပ်မဲ့ငွေအများစုကိုကလိကဲတင်ရေးရန်ပုံနည်းထဲကိုလွှဲပေးလိုက်ပါတယ်အဆောက်အဦခေါင်ဘိုးပေါ်မှာတော့ဂျက်ကီနဲ့ကြီးစားတိုက်ခိုက်မှုတွေအကြည့်အနဲ့တိုက်ခိုက်ကြပါတယ်ဂျက်ကီဟာမှန်ခေါင်ဘိုးဆောင်းဘောကနေရှော့ဆင်းပြီးအသက်လူထွက်ပြေးခဲ့ရပါတယ်နောက်ဆုံးမှာတော့ CIA အဖွဲ့တွေရောက်လာပြီးမော်ဂန်ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ဂျက်ကီကတော့ disk ကိုမြစ်ထဲလွှင့်ပေးလိုက်ပြီးကောင်လေးကိုပေးထားတဲ့ဂတိအတိုင်းအာဖရိကကိုပဲပြန်သွားပါတော့တယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူး